ချစ်မိတ်ဆွေတကယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကိုကြံ3ရက်စာပေါ့နော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကိုကျွန်တော်စီးစင်းစီးမျောပရိတ်တွေကိုကျွန်တော်ပြောပြသွားပြီမှာနော်တချို့တရားတော့ကျွန်တော်ပြောတဲ့စကားကိုနားမလည်ဘူးပရိတ်10လုံးပေးလိုက်ပါလားပရိတ်10လုံးပေးလိုက်ပါလားဆိုတာနော်အဲ့ဒါမျိုးလေးတွေမန်းလေးတွေကိုကျွန်တော်တွေးနေရကျွန်တော်ပြောတဲ့စကားလေးကိုတေချာလေးနားထောင်သွားပါလို့နော်9ရက်ကို9ရက်ကနေပြီးတော့9ရက်နေ့ထိနော်တလပိုင်း2026သူ့ရဲ့စီးစင်းပရိတ်ကကျွန်တော်တို့မိတ်ဆွေတွေတနင်္လာနေ့ကနန်းကိုကြည့်တနင်္လာနေ့မှာထွက်တာ38လို့သူထွက်တာ3နဲ့8နဲ့ပေါင်းချင်းရ1ပါဝါ6ပရိတ်လို့သတ်မှတ်လို့ရတယ်နော်6ပရိတ်ပြီးရင်83ပရိတ်လာမယ်83ပရိတ်လာပြီးရင်35ပရိတ်လာမယ်35ပရိတ်လာပြီးရင်9ပရိတ်လာမယ်9ပရိတ်လာပြီးရင်9ပရိတ်လာမယ်တပတ်လုံးမှာအဲ့ဒီပရိတ်တွေအားလုံးကလာမှာလားတဲ့မလာနိုင်ပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့မိတ်ဆွေတွေထိုးရမှာကတနင်္လာနေ့မှာ38ထွက်ချင်းကြောက်16ပရိတ်လို့သတ်မှတ်လို့ရတယ်အဲ့ဒီ16ပရိတ်တို့ရှင်းမိတာနဲ့ तू က38ပရိတ်လို့ तू ရှင်းမယ်ကျွန်တော်မိတ်ဆွေတွေ16ပရိတ်ပြီးရင်30ပရိတ်ကိုထိုး38ပရိတ်ပြီးလို့ရှိလို့ရှိရင်9-3ညာပရိတ်လာမယ်38ပရိတ်9-3လို့ तू ထွက်သွားပြီအဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေ9-3ညပရိတ်ဆိုတာကိုကျွန်တော်မိတ်ဆွေတွေဆက်ကစားရမယ်9ရက်ကနေပြီးတော့9ရက်နေ့ထိ9-3ညပရိတ်နောက်ထပ်တစ်ခုကတနင်္လာနေ့မနေ့ထိတ်စီ38မှာ3ထိတ်စီညနေမှာထွက်တာ9ခွန်မှာခွန်နောက်ပိတ်အဲ့ဒီ3နဲ့ခွန်နဲ့ပေါင်းချင်းကလည်း3ည9ပရိတ်ပါပဲခင်ဗျာကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကျွန်တော်ပြောတဲ့ဗရိတ်ရဲ့စီးစင်းပုံလေးကိုစာလေးနဲ့ရေးပြီးတော့မှတ်တာ16ပရိတ်ပြီးရင်83ပရိတ်83ပရိတ်ပြီးရင်35ပရိတ်35ပရိတ်ပြီးရင်9ပရိတ်9ပရိတ်ပြီးရင်9ပရိတ်တခုချင်းစီကိုသွားအားလုံးကိုထိုးခိုင်းတာမဟုတ်အရှင်ပြေကံကောင်းကြပါစေလို့ကျွန်တော်အောင်ကိုစုတောင်းပေးတယ်